အားလုံးပဲမင်္ဂလာပါဒီနေ့ကုသိုလ်တွေတိုးလာဖို့အတွက်အလဝကဘလူကြီးဖျားရှင်ကိုရှိခုံးပုံရှိခုံးလေးကိုပြောပြခြင်းနဲ့အလဝကဘလူကြီးကတပ်ဗရာအခခတ်သိန်းဝန်တာမိမြတ်စွာဘုရားကိုရှိခိုးတယ်လို့ပြောတယ်အခခတ်သိန်းဆိုတာဘယ်လိုလဲအာသနေအိယာနေရာသေနေထိုင်တဲ့နေရာကံမနေသွားတဲ့နေရာဌာနေရက်တဲ့နေရာအဲ့လိုအေးရပုံ၄မျိုးစလုံးမှာဖျားရှင်ကိုရှိခိုးရတယ်။ဘာနဲ့ရှိခိုးလဲဗျာ။ပစ္စည်းတွေပေးပြီးတော့လား။ခွန်ကြောင်သွားပြီးတော့လား။ No အဲ့လိုမဟုတ်ဘူး။ဝဆတာတဲ့မိမိနှုတ်ကနေပြီးတော့ဖျားရှင်အာရုံပြုမယ်ရှိခိုးတယ်။အနာတာမိမိစိတ်ကနေပြီးတော့ဖျားရှင်အာရုံပြုပြီးတော့ရှိခိုးတယ်။ဆိုတော့ကြည်စမ်းခွန်ကြောင်သွားကြလည်းမလိုပါဘူး။ဟိုဖျားရှင်ရှိတဲ့ရောက်လိုက်မှလည်းမဟုတ်ဘူး။နေရာတိုင်းမှာမိမိစိတ်ကဖျားရှင်ကိုဥညွှန်ပြီးတော့ရှိခိုးနေမယ်ဆိုလို့ရှိရင်ဟောထားအလောကဘလူကြီးပြောတဲ့ရှိခိုးပုံရှိခိုးနည်းနဲ့ရှိခိုးနေပြီဆိုတာကိုသိရတယ်ဆိုတော့အလောကဘလူကြီးလို့ဘာလို့ထပ်ပြောနေရလဲအလောကဘလူကြီးဆိုတော့အင်တာမရိုင်းဆိုင်ကျမ်းတမ်းတဲ့ပုဂ္ဂိုလ်ပဲဆိုတော့ဘုရားရှင်နဲ့တွေ့ပြီးဘုရားရဲ့ဒေသနာတော်နာကြားပြီးတဲ့နောက်ပိုင်းယဉ်ကျေးသွားတယ်ဘလောက်ထိယဉ်ကျေးလဲသောတာပန်ဖြစ်အောင်ထိယဉ်ကျေးတယ်ဆိုတော့ဒီလိုရက်ဆက်ကျမ်းတဲ့ပုဂ္ဂိုလ်ကြီးတော့ဓမ္မနဲ့တွေ့တဲ့အခါကျယဉ်ကျေးသွားသေးတယ်ဆိုရင်ကိုရီဒီလောက်မဆိုးသွမ်းသေးဘူးမယုံပါသေးဘူးဒါကြောင့်ဒီတရားတော်တွေကိုဒီအာလဝကဘလို့ပြောတဲ့အတိုင်းသာရှိခိုးနေမယ်ကြိုးစားအားထုတ်နေမယ်ကြည်ကြံအားထုတ်နေမယ်ဆိုလို့ရှိရင်သိကြတဲ့အကျိုးတွေကအရာကုန်ရလာမှာဖြစ်တယ်ဒီအာထနာတရားတို့မှာလာတဲ့အတိုင်းသာဆိုရင်သူပြောတယ်ဒုက္ခိနာတဲ့ချမ်းသာခြင်းလဲမိမိစီကိုရောက်လာမယ်နော်မုတ်တော်တပ္ပဘိစားတဲ့ဘေးအန္တရာယ်တွေလောကင်းပါတဲ့နော်တရာဒုက္ခိနာရက္ခဏ္ဍဗုဒ္ဓတန်တိကရာတုံဒေတောရခိတောတန်တောမုတ်တော်တပ္ပဘိစားအဲ့လိုလာကိုဆိုတော့ဒါလေးကိုတတိထားပြီးတော့အားတို့ပညာရရောက်ဘာပဲလုပ်နေဖျားရှင်ကိုအာရုံပြုပြီးတော့နှုတ်ကလည်းရှိခိုးမယ်နှုတ်ကဆင်ပြေခဲ့နေရှိတော့စိတ်ကညွန်ပြီးတော့ငါတို့ရှိခိုးနေပြင်ငါတို့တန်တန်မှာကုသိုလ်တွေတိုးလာပြီးတော့ငါတို့ရဲ့ဒီယုံနေတဲ့စိတ်ကမြင်လာပြီးရင်ကျေးသွားမှာလေလို့ဒီလိုနှလုံးမူပြီးတော့ကုသိုလ်များကိုကြိုးစားအားထုတ်နိုင်တဲ့ပုဂ္ဂိုလ်ထုကိုများဖြစ်အောင်နှုတ်ဆော်တိုင်တွန်းလိုက်ရပါတယ်။ကျွန်မချမ်းသာကြပါစေ။